mi thu mẹ phụ mi xe á phụ mi xe á tế nế tố lý ngã chá khổ xế cố tật xe phụ mi xe á thu bìa yên thu tiêm nhau mà tay tự thu mẹ tí nế tố lý ngã chá khổ xế má cụ ạ nó sâu cụ ạ má thì ạ bao rồi má à lỗ tổ à dư ạ tí má tí anh thu ghê mẹ sĩ á cụ âm nhau má tập bao rồi má á sĩ tổ à thu mẹ bí hoa yên ấy bí trên cây á má ta khá tí nế tố lý ngã chá khổ bí hoa yên nó sống đi má nó sống á má nà á thế nè nà á thu bí hoa yên thì má phụ mi thu ra đây thì má sao còn nè ta mẹ bí hoa yên nấu tết xe má phụ mi ta áp ya yu mẹ bí yên thì áp bao rồi má về ta khá ta bao rồi má nà á bí hoa yên bí áp bao má thì ta bao ta áp về dàn thu mà nó chá thì má sẽ so đó á ta bao ta thu ra là nó má cô nào ở nhau má à lỗ cú đại trả ra má nè lý chá má tí nế tố lý ngã chá khổ sẽ ở nhau má ta bao nà á ta bao nà á tông gã ta kê lỗ ở kê ghế ủ gã thì ta bao nà á nè ủ mà mami mà trả rồi khá trả rồi xin thì má tí nế tố thì này ủ mà chạy đi nè mà ra lại bây giờ thì bấm mà trả rồi xin nè mà chạy đi nè mà ra lại thì nó bao thu ra đây thì bao nè mà ta khá mà chạy mà ra lại má yêu ai thế ta bao ta á con na khá tổ lý má chá khổn ta bao ta á con na khá yêu ai thì má nà á yêu ai nấu ta bao má nà á yêu ai thì má sao còn nè ta mẹ yêu ai nào ta khá phụ mi ta á thì ta khá mà trả đó ta á bây giờ nấu ta bao má nà á ta bao rồi mà ta á ta khá nà á ta khá yu mẹ bi wa rồi xin ở đây lô bé ta bao ta á con na khá thắt thô mẹ tổ lý ngã chá khổ
ခုနခါထပ်ထိုးပြီးရင်စောကမှတ်ရတဲ့နေရာရလို့စရင်တပေါက်တခါအစီတခါပြီးလို့စရင်နောက်တစ်ပေါက်မှာနှစ်အတခါတစ်ပေါက်ဒီမှာတစ်ခါဒီမှာနှစ်အနှစ်ခါမှာတစ်အနောက်တစ်ပေါက်မှာနှစ်အဒီလိုနဲ့3ကထိုးပြီးသွားရင်နောက်တစ်ပေါက်တစ်အခုနှစ်ခါထပ်ထိုးမယ်နေ3 4 5 6ခုပြီးသွားလို့စရင်တစ်ပေါက်တစ်အပြီးရင်တစ်ပေါက်ထဲမှာနှစ်အဒီမှာနှစ်အပြီးရရင်ဒီမှာစောစောကဖုတ်မိထိုးရတာအမှာစက်ကောနဲ့တက်မယ်ပြီးရရင်ဖုတ်မိတအားပြီးသွားလို့စီရင်ဒီမှာအနာတက်မယ်ဒီလိုမျိုးအနာတက်တဲ့ပုံစံလေးကိုယူမှာเนาะအဲ့ဒီအတွက်ဖုတ်မိတအားယူပြီးရရင်ဒီဘေးပေါင်းမှာဒီလိုအောက်ကိုဒီပေါက်နောက်ပြန်ယူမယ်ယူပြီးလို့စီရင်တက်မယ်ပြီးရရင်နောက်တစ်ခါမှာအဲ့ဒီလိုပဲတစ်ခါပြန်လုံးမယ်ပုံမှန်ဆိုလို့ရှိရင်အစီကိုဒီအစိတ်ဘက်ကိုထိုးခဲ့တယ်เนาะဒီတစ်ခါကျတော့သူ့ကိုပြောင်းပြန်အနောက်ဘက်ပတ်ပြီးတော့အစီယူတယ်မှာပါဖုတ်မီတွေပါတခုမှမယူတာအောင်เนาะမယူတာပဲနဲ့ဒီမှာပဲဒီသူ့ရဲ့ဒီဘေးအပေါင်းမှာပဲတစ်ခါတစ်ပေါက်တစ်အစီယူရတယ်ပြီးရင်တမ်းမယ်အဲ့ဒီလိုမျိုးလေး line ပုံစံလေးဖြစ်ရအောင်တစ်ပတ်လုံးအဲ့ဒီလိုပဲထိုးရမယ်တစ်ပေါက်တစ်အစီခါတယ်ဒီမှာတတ်မယ်ပြီးတော့ရင်ဒီမှာ
ကွင်းစစ်လေးကိုဒီလိုချစ်ချစ်လေးလှုပ်လိုက်မယ်ရွာရင်ဒီအလဲအတန်းဒီအလဲတန်းအသေးရရင်ချီနှိုင်းယူမယ်ချီနှိုင်းယူပြီးသွားလို့ရှိရင်ဒီမှာတစ်ပေါက်တော့မှတစ်ခါဒီမှာစက်ကောပုံစံထူရမယ်တစ်ပေါက်တအားဆုံးထိထူမယ်ထူပြီးသွားရင်ချီလေးနည်းနည်းစစ်စစ်လေးဖြတ်လိုက်မယ်ရွာရင်တေနေတောင်းလေးအဒီမှာဒီနေရာလောက်မှာယူမယ်ပြီးရင်ဒီလေးအနေရာမှာပြီးသွားရင်တစ်ခါပါရင်ဒီလေးရဲ့အပေါ်ဒီပတ်လေးမှာတစ်ခါပြန်ယူမယ်ရွာရင်ဒီအဖူးလေးကိုပေါ်လာအောင်နဲ့ချိတ်အလီစီရင်ဒီချိတ်အလီနဲ့ပဲချိတ်အလီနဲ့ချိတ်မယ်ချိတ်အမရှိလို့စီရင်လေဒီချိတ်အမရှိရင်လေဒီအလီနဲ့ပဲတစ်ခါသူ့ကိုချိတ်ခဲ့ပြီးတော့တွင်လို့ရတယ်လူပုံစံလေးထိုးမယ်ဆိုရင်အရင်ဆုံး green လေးထိုးမယ်ထိုးပြီးသွားရင်ပုံမီတာပြီးရင်အစိတ်5အတိုင်းတူ5အယူမယ်3 4 5 တိုင်းတူ5အောက်ကို
ပူပြီးအောင်စင်ဒီဘက်မှာဆက်ကောနဲ့တက်မယ်လိုမျိုးအလဲကအပူလေးပုံစံအပွင့်ထိုးမယ်ဒီနဲ့တိုင်းသုံးတိုင်းစင်ထိုးမယ်ပြီးရင်ဖုံးမီ3အားပြီးရင်အတိုင်းနှစ်တိုင်းတရစ်တင်တိုင်းအတိုင်းနှစ်တိုင်းယူမယ်ရွာရင်ဖုံးမီ3အားပြီးရင်ဒီမှာစက်ကောနဲ့တက်မယ်ရွာရင်နောက်ထပ်ဒီနေ့3ဒီနေ့ပြီးရင်ဒီနေ့တော့ဒီမှာတစ်ခါတက်မယ်ရွာရင်ဒီနေ့တော့တခွေးနဲ့မှပဲပြန်ယူမယ်ဒီနေ့ပြီးရင်တော့ဘာမှပြီးရင်ဒီအလက်ပူလေးကိုဒီလိုမျိုးလူလေးထိုးပြီးသွားလို့ဆိုရင်လူလေးထိုးပြီးသွားလို့ဆိုရင်ဒီအဖက်လေးရရင်အလဲပေါက်မှာပဲစောစောတုံးကဒီအပွင့်ထိုးရတယ်လို့ဒီအလဲတက်တဲ့အပေါက်မှာသူ့ကိုပြန်ပြီးတော့ထည့်လိုက်ရုံပဲ